130 gram ပေါ့လေးပေါ့နော် ARS ရဲ့မီးစရာတုံးကက်ကြီးပေါ့နော်တွေ့ရ model number ကကြတော့140 TXT ပေါ့နော်တွားကြတော့မီးစရာတုံးကက်ကြီးပေါ့နော် spring အပေါ်တစ်ခုပါတယ်ပေါ့နော် ARS ကကြတော့တစ်ကိုင်းညက်ကက်ကြီးတွေနာမည်ကြီးတယ်ပေါ့နော်ဒီ ARS ဒီဂျပန် ARS ပေါ့နော်တစ်ကိုင်းညက်ကက်ကြီးတွေနာမည်ကြီးတယ်ဒါကြတော့မီးစရာအတွက်ထုတ်ထားတယ်ဒီကက်ကြီးပေါ့နော်တွားဒီ made in Japan နော် made in Japan သူကတောင်းလို့ရတဲ့ဟာလေးတွေပြထားပါနော်ဂျပန်စာတွေနဲ့မီဂျိုးတွေကစင်တွေမျိုး zip tie တွေပေါ့နော်တော့နော်192 mm 7.4 လက်မပေါ့နော်လက်မနဲ့တွက်မယ်ဆိုဒါ130 gram ပေါ့နော်တော်တော်လေးကိုပေါ့တယ်130 gram ဆိုတော့ပေါ့လေးပဲဒီကောင်ကဒီမှာပေါ့နော်တော့ခိုင်ရတော့တီတွေ့လေးပေါ့နော်တီတွေ့လေးပေါ့လေးပေါ့နော်ဒါဒီကလေးလေးရှိတယ်ပေါ့ချစ်ဒါ spring ကပါပြရပါနော်အပေါ်က spring တစ်ခုပါတယ်နော်အပေါ်ပိုင်းဒါ original တို့ကထည့်ထားတယ်ဒါဆိုရင် lock ထားတာပေါ့နော် original မှာ C နဲ့သူထည့်ထားပြီပေါ့နော်ကကြီးရတော့အထူပေါ့နော်ဒါမီးစရာတောင်းဆိုတော့ဒီအဝါရောင်လေးက rubber ပေါ့နော် rubber အရင်လည်းမပြော့ဘူးနော်ကန်ရတာတော့ဒီတိုင်းညက်ရတာတော့ comfortable ဖြစ်တယ်ပေါ့နော် Yes corporation ဒီထဲမှာ made in Japan ဆိုရှိတယ်ပေါ့နော် made in Japan နော်ဗောနော်တွေ့ရ model number ဒီမှာ ARS 140ပေါ့နော်ဒါလေးစမ်းပြပေးမယ်ရပါတယ်ဖြတ်တာတော့အားတော့နည်းနည်းတောင်းရတာပေါ့နော်ပလယာလိုမျိုးတော့အရင်တော့မထက်ဘူးရတယ်ကိစင်ပြားတွေကအရင်တော့မကြည့်ဘူးနော်ရပါတယ်ဒါတော့လွယ်လွယ်လေးခုနဖြတ်ပြီးတော့သူ့ရဲ့အခြေအနေပေါ့သူ့ရဲ့အသွားအခြေအနေပုံပဲ့တာတော့မရှိဘူးမဆိုးဘောနော်ကျိုးအရန်ကြီးတော့ညက်လို့မရဘူးနော်မိကျိုးပေါ့နော်ဒီကိစင်ပြားတော့ circulator မိကျိုးအသေးလေးတော့အဆင်ပြေတယ်ထပ်တယ်ပေါ့နော်မြင်တယ်ပြီးတော့ညက်ရတာဒီအပိုင်းက rubber ဆိုတော့တောင်းတရှိတယ်ဒါ spring လည်းပါဆိုတော့ဆိုပါတေးလေးလက်ကြီးမယ်ဆိုရင်တော့ side နဲ့တေးမယ်နော်ကကြီးကကျွန်တော်လက်ကတေးနေပါကျွန်တော်လည်းဆိုရင်တော့ကတိခုနလက်မှခွာရမနော် 7.5 ပေါ့လေးမနော်